တော့စိတ်ကိုတော့မထည့်တော့အခုကျွန်တော်စင်ကာပူ High Road ကိုတွားဖို့ MRT စောင့်နေတယ်ကျွန်တော်ဘာတွေတည်သွားလဲဆိုတာကိုတစ်ချက်ရိုက်ပြပေးမယ်ဒီထဲမှာကျွန်တော်ကြုတ်ပြုတ်3လုံးထည့်ထားတယ်ပြီးတော့protein 1 scoop တည်သွားတယ်ပြီးရင်ငါပြောသည်နှလုံးထည့်သွားတယ်ပြီးရင်ရေဘူးပါမယ်ပေါ့ပြီးရင်တခြားအဝတ်စားတစ်စုံထည့်သွားတယ်နနတုပ်ပွားတစ်ခုထည့်သွားတယ်ပြီးတော့အခုလေးတော့ကျွန်တော်stuff တစ်ခုထည့်သွားတယ်ပေါ့လိုရမယ်ရပေါ့ဒါလို့ဟိုရောက်လို့ရှိရင်ဒီ bike စာရာတို့ဘာလို့ဖြစ်လို့ရှိရင်စားလို့ရအောင်ဒီ snack တွေရောဘာတွေကိုကျွန်တော်ထည့်သွားတယ်ပေါ့အဲ့တော့ဟိုရောက်လို့ရှိရင်ဘယ်လိုပုံစံနေသူတို့ train လဲဆိုတာကိုကျွန်တော်လေ့လာမယ်ပြီးရင်ဒါကြီးတဲ့လူတွေကိုလည်းကျွန်တော်ရိုက်ပြပေးမှာပေါ့ဆိုတော့MRT ကလာနေပြီMRT လာနေပြီ Attention please. The train at platform C will end its service at Bayshore. Singapore High Road ကိုကြည့်ဖို့အတွက် Expo MRT ကိုရောက်ပြီအဲ့တော့ကျွန်တော်ရှာကြည့်လိုက်အောင်ပဲ So ဒီကနေပြီးတော့ထား Singapore Expo ရောက်ပြီပွဲကဒီနေ့နဲ့မနက်ဖြန်29:30ကျွန်တော်တော့ပြိုင်နေသူမဟုတ်ဘူးကျွန်တော်တော့ဒီတိုင်းလာကြည့်တဲ့သူတက်တက်ပဲအခုစင်ကာပူအချိန်12နာရီနဲ့27မိနစ်ရှိပြီကျွန်တော်အထဲထဲကိုတော့မဝင်ရသေးဘူးနေ့လယ်စာချိန်ရောက်တော့ကျွန်တော်ဘိုက်စားတယ်ဘိုက်စားတော့တော့စေstaff ကဝယ်လာတဲ့ဟာစားမယ်စားပြီးရတယ်ကျွန်တော်ပွဲတက်ချင်ပွဲစားတာတော့8:30ရာနေစားတယ်ဒါကျွန်တော်ဘောမှာပထမဆုံး High Road ပြိုင်ပွဲကိုကြည့်ဘူးတာပေါ့ပြိုင်ခြင်းနဲ့စိတ်တော့ရှိတယ်ဒါပေမဲ့ဒီလို High Road ပြိုင်ပွဲကိုပြိုင်မယ်ဆိုရင်တော့တော်တော်ကြီး train မရအောင်စားပြီးဆိုတော့လည်းကျွန်တော်ထဲတော့ဝင်မယ်အခုကျွန်တော် High Road entrance ကိုစဝင်တော့မယ်လက်မဖြတ်မယ်ဒီကနေဝယ်အောင်ဒါထဲကိုဝင်ခဲ့ကျွန်တော်လက်ပတ်တက်အောင်ပါပေါ့ Thank you. Okay, got it. ရောက်ပါပြီဗျာရောက်ပါအခုကျွန်တော်ပြိုင်ပွဲတွေကိုဝင်ခဲ့မှာသူတို့ဒါအထုပ်စစ်တဲ့နေရာပေါ့နော်အထုပ်စစ်တဲ့နေရာမှာသူတို့အထုပ်စစ်ဖို့ရှိတယ်ကျွန်တော်ကလည်းလွယ်ပါတယ်ဆိုတော့ဒါအကုန်လုံးစစ်နေတာပေါ့ဒါတော့ so အခုသူတို့စစ်ပြီးသွားပြီပေါ့ထွေရူးတော့ဘာမှတော့မစစ်ပါဘူးအဲ့ကိုဖွင့်ပေးလိုက်တယ်အဲထဲမှာဘာပါလဲကြည့်တယ်ကျွန်တော်ကဒီထဲမှာ already yeah so အထဲမှာကျွန်တော်ကထည့်လာတာကကျွန်တော်စားမဲ့မပြောသည်တို့ protein shake တို့ပြီးတော့ကြက်ဥတို့ရေတို့ဒါတွေပဲထည့်လာသူတို့လည်းတွေ့ပါတယ်အမေအေးဆေးဘာမှမဖြစ်ဘူးပြီးတော့ body scan လုပ်တယ်ပြီးတော့ပေးဝင်သွားလိုက်တယ်ပေါ့ဆိုတော့I'm so excited ဒါကျွန်တော်ရဲ့ပထမဦးဆုံးHigh Road ပွဲကိုလာကြည့်တာဆိုတော့အထက်မှာလည်းလူတွေကအများကြီးပဲမတူဘူးပြကျွန်တော်အခုဒီကိုရောက်လာတဲ့ feeling ကကျွန်တော်အရင်က show ပွဲတွေသွားတဲ့ feeling နဲ့မတူဘူးဒီမှာလာတဲ့လူတော်တော်များများတကယ်ကိုကစားသမားတွေပဲလာတာဗျာအဲ့တော့5ကလုံးဝ feels good ဆိုတော့ကျွန်တော်ဒီထဲမှာရှိတဲ့ဟာတွေကိုရိုက်ပြမယ်ကျွန်တော်လည်းခံစားမယ်ဒီဗီဒီယိုကြည့်တဲ့လူတွေလည်းကျွန်တော်လည်းအတူတူခံစားလို့ရတယ် Okay so ကြည့်လိုက်ကြအောင် so
ပွဲကတော့အစနေပြိုင်နေပြီသူကမနေ့8နာရီလား8နာရီခွဲလားမသိအဲ့ဒီကလေးကနေပြီးစနေတယ်ဆိုတော့ပြိုင်တာတော့ပြိုင်နေပြီအခုလက်ရှိကကျွန်တော်တွေ့တာကတော့အရှိမပြအရှိမဒီမှာအခုကဒါပြေးတာနဲ့စတယ်ပြေးနေကြတာပေါ့ဒီနေ့ဒါအခုဒါပြိုင်နေတဲ့သူတွေပေါ့ပြိုင်နေတဲ့သူတွေဒါအခုကျွန်တော်ဟိုဘက်ကိုသွားဖို့အတွက်လုပ်နေတယ်ဟိုပြိုင်နေတဲ့သူတွေကသွားနေတယ်ဆိုတော့ခဏပိတ်ထားတာပေါ့ကျွန်တော်ဟိုဘက်ကိုသွားမှာဟောဒီကနေပတ်ကြည့်Who's going to be the first to lead the skier? We need that. 40 meters to go. 20. 10. And away they go. All station. ဒါပြေးတဲ့လမ်းကြောင်းအခုပြေးတဲ့နေရာကိုကျွန်တော်ကြည့်ပြဆိုတော့နောက်ထပ်တခြားဘက်တွေမှာဘာတွေရှိမလဲထပ်ပြီးတော့ပတ်ကြည့်โอเคဒီဘက်မှာကpower back ကိုထမ်းပြီးတော့ lunges လုပ်တဲ့နေရာပေါ့နော်ဒီကောင်ရေးလေထိတယ်အဲ့တော့ဗျာစဉ်းစားကြည့်တောက်လျှောက်လောက်ရတာအမ Go ahead go give up Good job ဘေးနားမှာအားပေးတဲ့တစ်ယောက်လည်းရှိတယ်Team Hyros ပေါ့နော်သူတို့ဘေးကနေပြီးတော့အားပေးတာပေါ့ Power back ကိုကင်ပြီးတော့lunges လုပ်တဲ့နေရာပြီးသွားပြီဆိုတော့ကျွန်တော်နောက်ထပ်တခြားဘက်ကိုသွားကြည့်မယ်တခြားဘက်မှာဘာ exercise တွေလုပ်နေလဲဆိုတော့သွားကြည့်မယ် okay ဒီနေရာကfarmer walk kettlebell 24 kg ကိုကင်ပြီးတော့ farmer walk လုပ်တဲ့နေရာ yeah exactly 24 kgအခုဒီနေရာကconcept bro train နေတဲ့နေရာပေါ့ဆွဲတာတော့အပြိုင်ဆိုင်နဲ့ဆွဲနေတာ share ပဲနောက်ထပ်နေရာတစ်ခုထပ်သွားကြည့်ဘာတွေကို train နေတယ်ပေါ့နော်အခု train နေတဲ့နေရာကြတော့ frog jump သူတို့ baby frog jump လို့ပဲပြောရမှာဟုတ် yes အရင်ဆုံးသူတို့ baby လုပ်တယ် baby လုပ်ပြီးဆိုတာနဲ့ frog jump အရှိကိုခုန်တဲ့လေ့ကျင့်ကောင်သူတို့လုပ်နေတာပေါ့နော်Let's go! Yes, exactly. ပထမဆုံးဘာဘီလုပ်တယ်ပြီးရင် frog jump ထုံးတယ်မလွယ်တော်မလွယ် Let's go! Yeah! Okay. Nice. Yes, Bobby and then frog jump. Yes, exactly. So အခုနောက်ထပ်တနေရာထပ်သွားကြည့်မယ်။ဘာတွေရှိမလဲပေါ့။ရောက်ပြီ။
ဒီအားကြတော့ဟိုဟာဆွဲတာဒီနေရာကြတော့အလေးပြားတွေကိုတင်ပြီးတော့ကျိုးနဲ့ဆွဲတဲ့ဟာပေါ့နော်တော့အကျန်းသားတွေโอเคဒါကြည့်ပြီဆိုတော့အနေနဲ့ကျွန်တော်ဘာဘာလဲတော့မသိဘူးဒါကျွန်တော်စမ်းကြည့်လိုက်အောင်ပဲအဲ့တော့ဘယ်နှမိနစ်ရလဲဆိုတဲ့ဟာကိုလောက်တာနဲ့တူတယ်ကြည့်ကြည့်ပါဆိုโอเคကျွန်တော်ဘယ်လောက်ထိ hold လုပ်နိုင်လဲဆိုတာဝင်ပြီးစမ်းကြည့် Okay I'm ready Ready ကျွန်တော်ဒီဟာကိုတောက်ထားတဲ့အချိန်မှာအတော့ကိုပုံမှန်လေးပဲရှူဖြစ်တယ်ပြင်မနဲ့စီကိုတော့စိတ်ကိုတော့မထည့်တာover 40 seconds not bad second 40ကျော်သွားပြီတဲ့နည်းနည်းတော့ပြိုင်းလာလမ်းသေးနေပြီ1 minute 30 seconds Second place here, the first place, 2 minutes 5 more seconds. Come on. oh fuck Nice try. thank you almost 2 minutes not bad so that's all I like well yeah you got Taraban ကကျွန်တော် rehab တွေပါတွေလုပ်တဲ့အချိန်မှဖြစ်ဖြစ် mobility တွေလုပ်တဲ့အချိန်မှဖြစ်ဖြစ်အသုံးဝင်တယ်ဆိုအခုကျွန်တော် high ross ပြိုင်တဲ့နေရာကိုတော်တော်များများပတ်ကြည့်သွားဆိုတော့နည်းနည်း bike စားလို့ကျွန်တော်ယူလာတဲ့အစာကြီးစားဖို့အတွက် snack တွေကျွန်တော်ထုတ်ပြီးစားလိုက်အခုဒီစားပြီးထပ်ပြီးတော့ထပ်သွားကြည့်အခုဒီဟာကျတော့နံပါတ်8ခုမြောက်လေ့ကျင့်ခန်း ski exerciseအခုဒီမှာရှိတဲ့ concept ski ကို try ကြည့်မယ်ဘယ်လောက်ရလဲပေါ့လုံးဝထိလွယ်အရင်လုံးလို့မရကျွန်တော်ရှောက်ပတ်ပြီးတော့ကြီးစရာရှိသေးတယ် activity တွေရှိသေးတယ်ဆိုတော့အရင်လုံးလို့မရအခုကသူတို့စုပေးနေတာပေါ့စုရတဲ့သူတွေဒုတိယတတိယရဲ့ပထမကတော့ဘယ်လိုလဲမသိဘူးဒါပါဒူတာ Another full podium, everybody came to get their flags. ကောက်တယောက်တည်းဆွဲရမှာအနောက်ကတယောက်ကကျတော့ကျိုးဒီတိုင်းပဲတိမ့်နေတာဆိုတော့ဒီလူပြီးရင်ကျွန်တော်လည်းလာပြီဆိုတော့ဆွဲကြည့်ရမယ် Okay so ကျွန်တော်လည်းလာ So if you want, use it as support. Pull up the string closer to you, tuck it, pull so that the rope is tension first. Okay. Pull closer to you, yes. Okay Yeah, wait, shoulder, one more down. Ready? 3, 2, 1, go! Let's go. Yes. oh it's not easy မလွယ်ဘူးရ Easy for you. One people pull fast. Okay 15
seconds. 50 seconds. Not bad. Thank you. Thank you. 50 seconds, yeah. So 1-5. Is it hurting? That's how you like it. You idea be there. နံပါတ်9ခုမြောက် exercise ကslap push လို့ခေါ်တဲ့ exercise Korea 102.05. ဒီကနေပြီးတော့ကျွန်တော်ပြန်ထွက်ဟိုကပြေးနေတဲ့လူတွေရှိတော့လမ်းကိုခဏပိတ်ထားတာလမ်းကြောင်းရှင်းတော့အခုပြန်ထွက်မဲ့သူတွေကိုလမ်းဖွင့်ပေးပါဦးအခုတွေ့တဲ့အတိုင်းပဲပြေးနေတဲ့လမ်းကြောင်းရှိလို့ရှိရင်ဒီဘက်ကိုလာမဲ့လူတွေကိုခဏလာလို့မရအောင် security ကရက်ခိုင်းထားတယ်ပေါ့ဟိုပြေးနေတဲ့လမ်းကြောင်းရှင်းသွားလို့ရှိရင်အခုရပြီဒါဆိုကျွန်တော်ပြန်ထွက်လို့ရပြင်းနေတဲ့လမ်းကြောင်းရှင်းသွားတယ်ဒါဆိုထွက်ပေါက်ရတယ်ဒါဆိုရင်ပွဲတစ်ပွဲလုံးကိုဒါဆိုရင်ပွဲတစ်ပွဲလုံးကိုအစားဆုံးကျွန်တော်ကြည့်ပြီးသွားပြီပေါ့အခုရောက်နေတဲ့နေရာကတော့ဒီဝင်ပေါက်လို့လည်းခေါ်လို့ရတယ်ထွက်ပေါက်လို့လည်းခေါ်လို့ရတယ်ဒီနားမှာတော့အားကစားပစ္စည်းတွေရောင်းတဲ့နေရာပေါ့အားကစားအဝတ်စားတွေဖက်နက်တွေစသဖြင့်ရောင်းတဲ့နေရာပေါ့ဒီနေရာကတော့โอเคဒါအခုကျွန်တော်ထွက်လာတဲ့နေရာ High Rock ပြိုင်ပွဲရှိတဲ့နေရာနဲ့ထွက်လာတာအပြင်ဘက်မှာကတော့တခြား activity တွေရှိတာပေါ့နော်โอเคဆိုတော့အခုကျွန်တော်စင်ကူမှာကျင်းပါတယ်ပထမဆုံးနေ့ဟိုကျွန်တော်ကြည့်ပြီးသွားပြီပွဲကတော့တော်တော်လေးမိုက်တယ်ကျွန်တော်အားရတယ်ကျွန်တော်အရင်တော့ကလပ်တွေပါတီတွေသွားတဲ့ feel တွေနဲ့လုံးဝမတူဘူးဒီကိုရောက်တဲ့ချိန်မှာကျွန်တော်စိတ်ကလုံးဝဘယ်လိုပြောမလဲလမ်းဆန်းပြီးတော့ဗျာအရန်မိုက်တယ်ဗျာအရန်နေလို့ထိုင်လို့ကောင်းတယ်ဒီပြောရင်ဒီ environment energy ကကျွန်တော်နဲ့ကြိုက်တယ်ပြောရမယ်ဒီမှာလာတဲ့လူအကုန်လုံးလီးပါတော်တော်များများလေးချင်ကလှုပ်တဲ့လူတွေပဲခန္ဓာကိုယ်တွေကလည်းလုံးဝလမ်းပြန်ထွက်နေတာပဲဆိုတော့မနေ့ကတည်းကကြံသေးတယ်စနေတနင်္ဂနွေနေ့ရက်ပေါ့နော်ကျွန်တော်ကတော့ပထမဆုံးနေ့ကိုလာတာပေါ့စင်ကာပူ High Rock ပွဲကိုလည်းကျွန်တော်နဲ့အတူတူကြည့်ပြီးတော့ကြိုင်နေတက်လိမ့်မယ်လို့လည်းယုံကြည်တယ်ဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ် See you